အဲ့ဒါတကယ်လားအမအဲ့လိုစရင်နဲ့ပါတယ်ဆိုတာမျိုးဘယ်လိုပတ်သက်မှုရှိလဲဆိုအမရဲ့အတွေ့အကြုံဖြည့်ပေးဖို့အမမဝင်လေးဘူးဘာဖြစ်လို့ဒါအမမှာဖုံးကွယ်စရာလည်းမရှိဘူးလေကိုကမကောင်းတာလုပ်ခဲ့တာလည်းမဟုတ်တဲ့အတွက်ကြောင့်သူတို့ရဲ့ပတ်သက်ဆက်နွယ်မှုကိုပြောပါဆိုရင်တော့အမတည့်ရဲ့အတိုင်းအမဖြည့်ပေးရုံပါပဲမရရဆိုလို့ရှိရင်တော့အမရဲ့အဖေကသူကအဲ့လိုအင်္ဂလိပ်ဆရာပေါ့နော်သူနိုင်ငံသားအကြောင်းသားတွေကိုစတင်တာပေါ့နော်အဲ့တော့သူတို့ရဲ့အဲ့ဒီသူတို့ကလေးတွေပဲပြောရမှာပေါ့သူတို့အိမ်မှာရှိနေဆိုအမလည်းသူတို့ရဲ့ဆက်ဆံမှုတော့တေချာတော့မသိဘူးကျောင်းပရက်ကျူရှင်တင်ရတဲ့အခါကျတော့အမလိုက်သွားအဲ့ချိန်မှာအမ modeling ရဲ့လုပ်နေတဲ့အခါကျတော့ကို့ဒါ opportunity တစ်ခုပေါ့နော်သူကလာကမ်းလဲတာအဖေစသွားတင်လိုက်လာတော့သူကတွေ့တော့မင်းကိုလည်းစိတ်ဝင်စားတယ်မင်းပုံစံကဒီပြင်သစ်က agency တော်တော်များများမင်းပုံစံကိုကြိုက်တယ်ပေါ့နော်။ကြားက agency တွေဆိုလို့ရှိရင်မင်းပုံစံအောင်ဆိုအလူရက်ခေါ်မှာတဲ့အဲ့တော့ကြောင့်ငါမင်းကိုပေါ့နော်ဘဝချင်းပေးမယ်ပေါ့အဲ့တော့အမကလည်းmodeling လုပ်နေတာ model လုပ်နေတာ agency ပေါင်းများစွာနဲ့ပြီးတော့ freelance ဖြစ်တဲ့အတွက်ကြောင့်သူကအမကိုမေးဘူးတဲ့မေးစာချုပ်တွေပဲချုပ်ထားတာရှိလားတဲ့စိတ်ဝင်စားလားဆိုတော့ကိုလည်းအဲ့ချိန်မှာကွာL magazine တို့အဲ့လိုမျိုးပေါ့နော်Clarence တို့ဘာတို့ကအများကြီးရှိရလေအဲ့လိုမျိုးတွေသူကအပ်ပေးမယ်ဆိုတဲ့အခါကျတော့ကိုကလည်းအဲ့ချိန်မှာ model career က modeling နဲ့အဆိုကိုရွေးချယ်ထားတာဆိုတော့ကိုယ့်ရဲ့career ပွင့်ချင်တယ်ပေါ့နော်တွားချင်တယ်ပေါ့တွားချင်တယ်ဆိုတော့ဟုတ်ကဲ့လုပ်မယ်ပေါ့နော်ရိုက်မယ်ဆိုပြီးတော့အမကသူကငါနင့်ကိုပေါ့နော်ငါရဲ့အဝတ်စားလဲခန်းနဲ့ခေါ်သွားမယ်ဆိုပြီးတော့မှအဲ့အမျိုးသမီးအမကိုခေါ်သွားပြီးတော့အဲ့လိုဆွဲကြိုးတွေပေါ့ shooting အတွက်ရိုက်တော့မယ့်ဟာတွေသူပြတယ် photo ပေါ့နော် makeup ဆရာတွေနဲ့အမတို့ရွှေတခုံတို့ပြီးတော့အဲ့ဒီဗာလဲကဘာအေးဖျားလန်းလေအမတို့shooting တွေတည်ကြတယ်ပြီးတော့အဲ့မှာနောက်တစ်ရက်လားအဲ့ညနေလားတော့မဟုတ်လေတိတ်မမှတ်မိတော့ဘူးလေနှစ်တည်းကြာတော့လေသူကစတူဒီယိုတစ်ခုတော့ငှားလိုက်တယ်ဒီတစ်ခါကဘာရမှာလဲဆိုတော့သူကအင်ဂျီမပါဘူးတဲ့အဲ့လိုအင်ဂျီမပါဘဲနဲ့ရမယ်ဆိုအမကစဉ်းစားပါတော့အင်ဂျီမပါတော့ဘာအတွက်ပေါ့နော်model agency မှာအဲ့လိုအင်ဂျီမပါတာတွေရိုက်လာပေါ့နော်သူ့မေးတော့ तू ဟုတ်တယ်တဲ့ဒီနိုင်ငံရဲ့ culture နဲ့ဟိုဘက်နိုင်ငံ culture နဲ့ကမတူဘူးပေါ့ပြီးတော့သူတို့ကကြတော့အဲ့လိုမျိုးအနာစာရှိသလားအသားရည်မှာပြီးတဲ့ခါကျတော့ရင် size ဘယ်လောက်ရှိလဲပေါ့နော်တကယ်တင်အတုတွေထည့်ထားတာလားရင်အတုတွေထည့်ထားတာလားပေါ့နော်အဲ့လိုစစ်တယ်တဲ့ဆိုအမလည်းအဲ့တော့နားမလဲဘူးကွာသိလားသူတို့စီးမြင့်နေအမနားမလဲဘူးနားမလဲတဲ့အခါကျတော့အဲ့ဒါဆိုလို့ရှိရင်ကျမကတော့ဒီမြန်မာပြည်မှာကျတော့အဲ့လိုမျိုးတွေရိုက်တာကျတော့အဆင်မပြေဘူးလို့မိဘတွေကိုအသိပေးရမယ်လို့ပြောလိုက်တဲ့အခါကျတော့ तू က body parts ကိုမပြဘဲနဲ့မှရိုက်မယ်လေးဆိုပြီးတော့မှအဲ့လိုမျိုး तू ကပြောတဲ့အခါကျတော့အမားတို့လက်ခံခဲ့တယ်ပေါ့နော်ပြီးတော့ငါဒါတွေအတွက်ကို passport တွေဘာတွေလည်းလုပ်ရမယ်ပေါ့ပြီးတော့နေ့ရက်မိဘခွင့်ပြုချက်လည်းငါတို့တောင်းရမယ်ပေါ့နော်ကျမတယောက်တည်းသွားရမှာလားလို့မိဘတွေမပါဘူးလားညီကိုမောင်မခေါ်လို့မရလားဆိုမရဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့ပေါ့နော်agency ရောက်လို့ရှိရင်နင့်လိုပဲစူးစမ်းနေတဲ့ main ကလေးတွေရှိတယ်ပေါ့အပြိုင်ဆိုင်ပေါ့နော်ပြီးတော့ကိုယ့်ဘာသာကိုပဲဒီအလုပ်ကိုလုပ်ပြီးတော့မှရလည်းပတ်စံလည်းမိဘပြန်ထောက်ပံ့ကြတာတဲ့မလွယ်ဘူးပေါ့နော်နိုင်ငံတိုင်းတစ်ပါးမှာအလုပ်လုပ်ရတာတဲ့အဲ့လိုပြောတော့အမလည်းပထမအဖေတို့အမေတို့ကိုပြောပြတဲ့ခါကျအဖေတို့အမေတို့ကလည်းစိတ်ပူတာပေါ့နော်ညီမအမအငယ်ဆုံးကိုသားသမီးထဲမှာအငယ်ဆုံးဆိုတော့တမီးရဲ့မသွားနဲ့ပေါ့နော်မြန်မာနိုင်ငံမှာလည်းကိုယ့် career လေးရှိနေပြီးပြီးတဲ့အခါကျနိုင်ငံသားဆိုတော့လည်းအမေတို့မြင်ရတာမဟုတ်ဘူးပေါ့ပြီးတော့ဟိုမှာကသိမလား modeling ဆိုပေမဲ့လည်းဘယ်လိုပြောမလဲစေးသုံးဘာသုံးညာသုံးနဲ့ပြက်စီးသွားနိုင်တယ်ပေါ့နော်လူတကာဆွဲပြီးတော့ပြက်စီးသွားနိုင်တယ်တဲ့အမေတွေကတော့မသွားစေချင်ဘူးတဲ့အဖေကလည်းပြောတယ်ပေါ့နော်အဖေလည်းဒီမှာစာတင်ရင်ပတ်စံရှာတယ်တမီးလည်းဒီမှာ modeling လုပ်ရင်းအဆိုလုပ်ရင်းနဲ့မှပတ်စံရှာနေနိုင်တာပဲပေါ့နော်မသွားတော့ဘူးဆိုပြီးတော့မှအဲ့လိုမျိုးပေါ့စိတ်ဆုံးဖြတ်လိုက်တာပေါ့နော်melody ဝါဆင်းပြီးတော့တိတ်မကြဘူး2နှစ်3နှစ်ဆိုအဲ့ပေါ့2010 17အဲ့ဝင်းကျင်လောက်ဖြစ်မယ်17 12ဝင်းကျင်လောက်ဖြစ်မယ်သိလားဆိုတော့အမလည်းခုနှစ်တော့တေချာတော့မမှတ်မိဘူးဒါပေမဲ့အဲ့လိုမျိုးသူတို့နဲ့ရိုက်ခဲ့တာတော့အမမှတ်မိတယ်အဲ့နောက်ပိုင်းတော့အမသူတို့နဲ့အဆက်အသွယ်ပြတ်သွားတယ်သူတို့လည်းအဲ့ရနေထွက်သွားတယ်လို့ထင်တယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့အမကတော့ကန်ကောင်းသွားတယ်လို့ပြောရမှာပေါ့နော်သတင်းတွေဖတ်လိုက်တဲ့အချိန်မှာတော်တော်များများအမျိုးသမီးတွေဆယ်ချီပြီးတော့မှဒီလိုမျိုးhuman trafficking နိုင်ငံတကာကနေလောက်ခံရတယ်ပြီးတော့အဲ့လိုမျိုး sex prostitute အနေနဲ့ရောင်းစားခံရတာမျိုးတွေပြီးတော့အတုံးတော်ခံရတာတွေပေါ့နော်လူကြီးပိုင်းအနေနဲ့အဲ့လိုမျိုးတွေထွက်လာတဲ့အခါမျိုးကြတော့ငါတော်တော်ကန်ကောင်းပါလားဘာဖြစ်လို့ဆိုတော့အမစိတ်ထဲမှာလည်းအမတို့ကဘယ်လိုပြောမလဲအဲ့ဒီအချိန်မှာအမမိဘအမလှုပ်ကြွေးနေတာပေါ့နော်အမမိဘကိုအဲ့လိုတချင်းဆိုပြီးရှာကြွေးတယ်အမ modeling လုပ်ပြီးတော့မ model ရတဲ့အကြီးလေးလည်းရှာကြွေးတယ်အဲ့လိုမျိုးအမတချင်းဆိုပြိုင်ပွဲနဲ့စုရပြီးတော့မှအမအခွေတွေပါတွေထွက်တယ်ပေါ့အဲ့လိုမျိုးအမကိုယ့်ရဲ့အလုပ်ပေါ်မှာတမအာစီဝါရှာပြီးတော့မိဘကိုကြွေးခဲ့တဲ့ကံကြောင့်လားတော့မသိဘူးအမတို့စိတ်ကရှင်းတဲ့အခါကျတော့လေဒီလိုမျိုးအန်ဒီကနေလွတ်လာတယ်ပဲပြောရမှာဘာဖြစ်လဲဆိုအမအတိပေးတယ်တိုင်မင်းတယ်ပေါ့နော်ကိုကြောက်တဲ့ဆုံးဖြတ်တာမျိုးမရှိခဲ့တဲ့အခါကျတော့မိဘတွေကလည်းသူတို့ရဲ့မြစ်တာအမစောင့်ရှောက်တယ်လို့ပဲအမတို့မြင်တယ်ဘာဖြစ်လဲဆိုအမမိဘကိုလှုပ်ကြွေးခဲ့တယ်မိဘစကားပဲနားထောင်ခဲ့တဲ့အခါကျတော့လေမိဘမသွားလဲဆိုအမမသွားဘူးပေါ့နော်ပြီးတော့အဲ့လိုမျိုးပွဲဆိုလဲအမမိဘတွေတောက်လျှောက်လိုက်တာဦးဆိုတော့အဲ့လိုမျိုးကံကြောင့်လေအမလွတ်ခဲ့တာလို့တော့အမထင်ပါတယ်